ပြီးခဲ့တဲ့မေ29ရက်ကဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာတန်မတ်ကြီးမိုနိုဝါဟိုစိန်နဲ့စစ်တမ်းမှုဗမှုရှုပ်အက်တက်ဟိုစိန်ကိုနေပြည်တော်နဲ့ရန်ကုန်ကနေဒါကာမြို့ကိုပြန်ခေါ်ပြီးစက်ကောင်စီနဲ့တနမန်ဆက်ဆံရေးတင်းမာမှုအခြေအနေကိုတရားဝင်ချပြလိုက်ပါတယ်။168မိုင်ရှည်လျရတဲ့ဘင်္ဂလားဒေ့ရှ်မြန်မာနှစ်နိုင်ငံနယ်စပ်မြင်းတစ်လျှောက်ကိုအာရခတ်တပ်တော်ကထိန်းချုပ်ပြီးနောက်ဘင်္ဂလားဒေ့ရှ်ဘက်ကအေနဲ့ထိတွေ့ဆက်ဆံမှုတွေကိုစက်ကောင်စီကတရားဝင်ကန့်ကွက်တယ်လို့ဖော်ပြခဲ့ပေမဲ့ဘင်္ဂလားဒေ့ရှ်ကပယ်ရှားပြီးနောက်အခုလိုအခြေအနေကိုရောက်ရှိလာတာပါ။ပြီးခဲ့တဲ့ဧပြီလပထမအပတ်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်စီးပွားရေးနဲ့နယ်ပညာဆိုင်ရာဗတ်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း BISTEC အစည်းအဝေးမှာဘင်္ဂလားဒေ့ရှ်ယာယီအစိုးရခေါင်းဆောင်မိုဟာမက်ယူနက်စ်တို့တွေ့ဆုံပြီးမွတ်စလင်ဒုက္ခသည်တွေကိုပြန်လက်ခံမယ်လို့စကောင်းဆောင်ကအာမခံခဲ့ပါတယ်။သို့ပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့နယ်စပ်ထိန်းချုပ်ထားနိုင်တဲ့အာရခတ်တပ်တော်ကိုသာအပြည့်အသက်ရွေးချယ်သွားပြီးစက်ကောင်စီနဲ့ဆက်ဆံရေးတည်ဆောက်ဖို့မလိုတဲ့ယူဆရှစ်ကိုတွေ့ရပြီးအာရခတ်တပ်တော်အနေနဲ့ပထမဆုံးတန်တမာရေးအောင်ပွဲကိုရရှိလိုက်တာဖြစ်တယ်လို့ရခိုင်နိုင်ငံရေးသုံးသပ်သူတွေကပြောဆိုကြပါတယ်။ဆက်လက်ပြီးတော့စာရေးဆရာဝန်အောင်သုံးသပ်တာကဘင်္ဂလားဒေ့ရှ်ကနိုင်ငံရေးသဘောတဘာဝအရာဆိုလို့ရှိရင်သူတို့ဟာနိုင်မင်းကိုရွေးချယ်လို့ပြောရင်ရတယ်ဗျ။သူကနိုင်မင်းဖက်ကိုသူကအပြတ်အသတ်ရွေးချယ်လိုက်တဲ့ဆိုတဲ့ပုံစံမျိုးကိုပြတာဖြစ်တယ်။ဒီဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နေဆက်တကြောလုံးကိုကြာရင်အာရခတ်တပ်တော်ကထိန်းချုပ်ထားတဲ့အတွက်သူတို့အနေနဲ့အာရခတ်တပ်တော်နဲ့မပြောဆိုလို့ကိုမရတော့ဘူးအခင်းချင်းမျိုးကိုရောက်တော့တယ်။အဲ့ဒါရောက်တော့တဲ့အတွက်နေပြီးတော့ဆိုရင်သူတို့ကဘာဖြစ်လဲဆိုရင်မြန်မာစစ်ကောင်စီကိုဆိုရင်သူတို့မရွေးချယ်တော့ဘူးစစ်ကောင်စီနဲ့စကားပြောဆိုစရာမလိုတော့ဘူးဆိုပြီးတော့ပွင့်ပွင့်လင်းလင်းထုတ်ပြလာတာဖြစ်တယ်။တခြားတစ်ဖက်မှာဆိုရင်အာရခတ်တပ်တော်အနေနဲ့လေတန်တမန်ရေးစင်းမျက်နှာတစ်ခုမှာပထမဦးဆုံးအနေနဲ့အောင်ပွဲကိုရလိုက်တာလို့ပြောရင်လည်းရပါတယ်စစ်ကောင်စီကဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆက်ဆံရေးအဆင်မပြေဘူးဆိုရင်သူ့ကိုအရှင်မီရေးကျိုးကွင်းဆွဲလို့ရတဲ့နိုင်ဖေးတွေရှိတယ်ဘလိုရင်းတိတ်တွေကစစ်ကောင်စီဟာဒီ ICJ မှာလည်းတရားစွဲဆိုခံထားရတယ်နောက်ထပ် ICC မှာလည်းသူကတရားစွဲဆိုခံထားတဲ့အပိုင်းတွေရှိတယ်အဲ့ဆွေးဆိုခံတဲ့အပိုင်းတွေရဲ့တက်တည်တာတကားတွေပေါ့ evidence တွေအကုန်လုံးကကြာရင်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နေဆက်မှာပဲရှိတယ်ဒီဘက်မှာဆိုရင်သူကဒီဘက်မှာရခိုင်နဲ့လည်းသူဆက်ဆံရေးအဆင်မပြေတော့ဘူးဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးအဆင်မပြေတော့ဘူးဆိုရင်သူဟာသူစီရင်းကိုသူတူဖို့တာအဆင်သင့်ဖြစ်နေပြီလို့ပြောရင်ရပါတယ်ဗျအရှားတစ်ဖက်မှာလည်းစက်ကောင်စီနဲ့ဆက်ဆံရေးရော့ကျလာတဲ့အချိန်မှာအေနဲ့ဆက်ဆံရေးအကောင်းလာတယ်လို့နိုင်ငံရေးလာသူတွေကရှုမြင်ကြပါတယ်။ပြီးခဲ့တဲ့ match လ23ရက်ကနေဆက်ရေးရအပါအဝင်စပက်ဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့အေနဲ့ဆက်ဆံရေးအဆင်ပြေတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းမှုရှုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နဲ့ပတ်သက်ပြီးမီဒီယာတွေနဲ့တွေ့ဆုံတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်ရှက်ဖီအလန်ကပြောကြားခဲ့တာပါ။အေဖက်ကလည်းရခိုင်ရေးပိုင်နယ်တွေမှာတရားမဝင်ငါခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားယာနဲ့ရှိကိုဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ်စီကိုပြန်လည်လွှဲပြောင်းပေးလေးရှိပြီးတော့ရခိုင်ရေးပိုင်နယ်တွေမှာတရားမဝင်ငါခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နဲ့ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်တယ်လို့မက်လ15ရက်နေ့မှာအေပြောခွင့်ရဥက္ခိုင်တုခါကဆိုထားပါတယ်။နေမချင်းထိဆက်နေတဲ့ဘင်္ဂလားဒေ့ရှ်နဲ့အေတို့ဟာနေဆက်လုံခြုံရေးနိုင်ငံကူလူဆက်ဆံရေးနဲ့မွတ်စလင်ဒုက္ခသည်အရေးတို့အတွက်ဆက်ဆံရေးခိုင်မာတည်ဆောက်သွားမှာဖြစ်ပြီးစက်ကောင်စီဘက်ကလည်းဂုံတိတ်ကကြဆင်းမှုအတွက်စစ်ရေးနိုင်ငံရေးလှည့်ကွက်တွေကိုတတိထားတင်တယ်လို့သုံးသပ်သူတွေကပြောကြပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့88မျိုးဆက်ကြောင်းသားဟောင်းတအူသုံးသပ်တာကမျိုးဆိုရကတော့အာရခတ်တပ်တော်နဲ့ဆက်ဆံရေးဟာနေဆက်လုံခြုံရေးနိုင်ငံစီပေါ်ခုလူဆက်ဆံရေးနဲ့ဒုက္ခတွေအရေးတော့ပေါ့သူတို့ပြောတဲ့အမျိုးသားအကျိုးစီးပွားအတွက်ဆက်ဆံရေးတည်ဆောက်တော်လိမ့်မယ်လို့ယူဆပါတယ်။အာရခတ်တပ်တော်အနေနဲ့လည်းနိုင်ငံဆက်ဆံရေးကိုတိုးမြင့်ဆောင်ရွက်လာမှာဖြစ်ပြီးအကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကိုလွတ်ဆိုလာလိမ့်မယ်လို့ယုံကြည်ရပါတယ်။စစ်ကောင်စီဘက်ကတော့ AA နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြားကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်လာမှုအပေါ်ဘယ်လိုမှလက်ခံနိုင်မှာမဟုတ်ပါဘူး။သူတို့ရဲ့ဂုဏ်သိက္ခာအရကြာဆုံးရမှုတွေအပေါ်မှာနိုင်ငံရေးအရရောစစ်ရေးအရပါအဖက်ဆက်ဖို့နေမျိုးစုံနဲ့လွတ်ဆိုလာမှာဖြစ်တာကြောင့်တတိကြီးထားပြီးစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့စက်ကောင်စီတို့ကြားထဲမှာတန်တမာရေးတင်းမာမှုတွေဖြစ်လာရတာဟာမြန်မာပြည်တွင်းမှာဆင်နွှဲနေတဲ့ຫນွေဥတော်လိုင်းရဲ့အပါအဝင်အထူးသဖြင့်အေအေရဲ့လှုပ်ရှားဆောင်ရွက်မှုတွေထက်ကအရေးကြီးတဲ့အရှိုးအကွေးတစ်ခုဖြစ်နိုင်တယ်လို့နိုင်ငံရေးအကဲခတ်ဦးတန်းစွန်းနိုင်ကရှုမြင်ပါတယ်။ပြီးခဲ့တဲ့ဧပြီ16ရက်ကဘင်္ဂလားဒေ့ရှ်ကိုအမေရိကန်နိုင်ငံရှားရေးဝန်ကြီးဌာနကအကြီးတန်းအရာရှိ2ဦးရောက်ရှိခဲ့ပါတယ်။အဲ့ဒီခရီးစဉ်မှာအေအေစီယန်နဲ့ပါဝင်မြန်မာနိုင်ငံတော်လှန်ရေးအတွက်အမေရိကန်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့်ကူညီထောက်ပံ့မှုတွေပေးမယ်လို့သတင်းတွေထုတ်ပေါ်ခဲ့တာပါ။အဲ့ဒီကိစ္စကြောင့်စက်ကောင်စီကချိုတင်တားဆီးတာဖြစ်တယ်လို့နိုင်ငံရေးလှသုံးသက်သူဦးတန်းစွန်းနိုင်ကဒီဖြစ်ရမတိုင်ခင်မှာအမေရိကန်တပ်မတော်ကနေပြီးတော့ကျွန်တော်တို့ဗိုလ်ချုပ်3ယောက်လာပြီးတော့ဒီဗမာပြည်မှာကျွန်တော်တို့စီရအကူအညီပေးနိုင်မှုအတွက်လမ်းရှာတဲ့သဘောအနေနဲ့ကျွန်တော်တို့ဒုက္ခသည်တွေအကူအညီပေးဖို့အတွက်လ
န်နေအောင်တကြောင်ဖောက်ဖို့ဆိုဆွေးနွေးချက်ရှိပါတယ်ဒါမှခြားတစ်ဘက်ကအမေရိကန်အနေနဲ့ဘင်္ဂလားဒေ့ရှ်ကနေတဆင့်အေးနဲ့ဆက်သွယ်ကိုကြိုးပမ်းမှုတွေရှိလာတယ်လို့သိရပါတယ်တကယ်သာအဲ့ဒီလုံကဖြစ်မြောက်မယ်ဆိုလို့ရှိရင်အေးတပ်မတော်ရဲ့တပီလုံးသိမ့်ပိုက်ရေးနေပြီးတော့သိမ့်ပိုက်ရေးလုပ်ငန်းတွေအတွက်အရေးကြီးတဲ့တွန်းအားတစ်ခုဖြစ်တဲ့အတွက်အဲ့ဒါဖြစ်မှာစိုးရိမ်လာတဲ့အတွက်ဒီစစ်ကောင်စီအုပ်ချုပ်ရေးဖွဲ့အနေပြီးတော့တားဆီးတာဖြစ်တယ်လို့ကျွန်တော်သဘောပေါက်ပါတယ်ဒါကြောင့်အဲ့ဒီကိစ္စဗမာပြည်ຫນွေဦးတော်လှန်ရေးအလားအလာအလှည့်အပြောင်းဖြစ်ဖို့အတွက်အရေးကြီးတဲ့ဆုံးဖြတ်တစ်ခုဖြစ်တဲ့အတွက်အသေးချာစောင့်ကြည့်တဲ့နယ်လို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တန်တမာရေးအလှည့်အပြောင်းဟာအာရခတ်တပ်တော်အတွက်ကောင်းမွန်တဲ့အခြေအနေဖြစ်ပေမဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကိုထိန်းချုပ်ထားတာဟာကမ္ဘာတဝန်းလုံးကစောင့်ကြည့်နေတဲ့မွတ်စလင်ဒုက္ခသည်အရေးကိုအဓိကဖြေရှင်းရမယ်စိန်ခေါ်မှုနဲ့လည်းရင်ဆိုင်ရမယ်လို့စောင့်ကြည့်သူတွေကရှုမြင်ကြပါတယ်ခင်ဗျာ